ဘာလဲကင်းပေးထားတယ်တွေထုံးမဲတွေထုံးဆိုပေးထားတယ်တန်းတော့အရာတွေမှာပဲချက်ထိန်တန်းတော့ရရမြတ်တန်းတော့ကြောက်ကြော်သေးတယ်ဇုံရင်းသိအရာတွေမှာပဲဒီမှာဦးဟိုဒီမြတ်ငါတို့ဒီနေ့မှာတကယ်ကိုရေးပါတယ်တေးဖို့တခုတော့ဘယ်လိုချင်းဆက်မိနစ်ကျော်မှာတေးကိုသွားနိုင်ခဲ့ရဖြစ်ပါတယ်ဟုတ်ပါတယ်ကိုရင်းစီရေလက်ရှိစီးကိန်းပြိုင်ပွဲရဲ့မြန်မာ20နှစ်အသင်းအတွက်ပထမဆုံးသွင်းကိုတော့မင်းမော်ဦးဧရိယာပြင်ဘက်ကနေတကယ်ကိုအကောင်းဆုံးဟန်ပန်အလားပါဆုံးအနေထားတစ်ခုနဲ့အသင်းကိုသွားနိုင်ခဲ့ပြီဖြစ်ပါတယ်နောက်ဆင်တက်နိုင်ဖို့အတွက်ရှိနေသေးဖြစ်တဲ့ညှော်လေးချက်အတွက်ဒီနေ့မှာမင်းမော်ဦးရဲ့အသင်းကိုကအတော်လေးအထောက်အကူပြုခဲ့ပြီလို့ပဲဆိုရမှာဖြစ်ပါတယ်ဒီမော်ဦးရဲ့ညာတီကန်တက်ကလည်းလုံးဝအမှားမရှိပဲနဲ့တကယ်ကိုပဲဒီတော့လှပတဲ့ဒီကိုတော့ဖြစ်ခဲ့ရဖြစ်ပါတယ်။ဒါကြောင့်မို့အင်ဒိုနီးရှားအသင်းလက်ရှိချိန်မှာတော့ဥဆောင်ကိုခွင့်ပြုပေးခဲ့ရဖြစ်ပါတယ်ဒီနေ့ပွဲစဉ်တစ်ပွဲလုံးမှာမြန်မာအသင်းတိုက်စစ်ကတကယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ဟန်ပန်နဲ့ပြိုင်ဘက်ဂိုးပေါက်ကိုထိုးပေါက်တဲ့ပထမအဆုံးထိုးပေါက်မှုကိုတော့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်ဒီတိုက်စစ်စစ်မှုမှာတော့မင်းမော်အကောင်ဆုံးဆုံးသက်ပြီးတော့သင်္ကိုတကိုးနဲ့အတူပွဲကိုတော့စတင်ပြီးတော့ဆောင်လိုက်ပြီးဖြစ်ပါတယ်ဒီမော်ဦးရဲ့အသင်းကိုတကူကြောင့်မြန်မာအသင်းဟာစင်တပ်ဖို့အတွက်ယုံကြည်မှုကိုတော့စောင့်မြှုပ်နိုင်ခဲ့ယူနေဆိုရမှာလည်းဖြစ်ပါတယ်။မာဒီရဲ့ဒီလိုယုံကြည်မှုရှိတဲ့တိုက်စစ်တော့ဆိုရမှာလည်းဖြစ်တယ်။ဒီစောင့်နေဆိုရတယ်လေ။တော့ဒီချာအသင်းကိုတုံ့ပြန်ဘာကျွန်တော်အင်ဒိုနီးရှား팀의ကန်စင်းနဲ့ပဲပြန်တွဲထားတယ်အင်ဒိုနီးရှား팀의ပေချန်ဗရိုက်ကနေပေးထားတယ်ကမလေးပြမှုအများပြီးတော့ပေးလို့ဘေးစီကိုကြော်လို့နေခဲ့ရလည်းဖြစ်ပါတယ်စော်ပိုင်းကကိုရင်းစီပြောခဲ့လို့ပဲလက်ရှိချိန်မှာမင်းမော်ဦးရဲ့အသင်းကိုတကိုးနဲ့ယုံကြည်မှုအစပြိုးနိုင်ခဲ့တဲ့မြန်မာU20နဲ့အသင်းဒီယုံကြည်မှုကနေပဲဘလောက်အတိုင်းအတာထိအကောင်းဆုံးဆက်ပြီးတော့စောင့်ဆောင်သွားနိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်အင်ဒိုနီးရှားအသင်းရဲ့အကြကိုမြန်မာအသင်းဘလောက်ထိအကောင်းဆုံးအသုံးချနိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်အခုနှစ်စီးကိန်းမှာသူတို့ရဲ့တင်ပြေးချက်ပြေးပုံစံတစ်ခုကိုမတွေ့ရသေးတဲ့အင်ဒိုနီးရှားအသင်းသူတို့ရဲ့လက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ပုတ်ကတော့အတော်လေးလက်ရှိချိန်မှာဖိအားဝင်နေခဲ့ပြီဖြစ်ပါတယ်လက်ရှိအင်ဒိုနီးရှားအသင်းရဲ့စီကင်းပြိုင်ပွဲတစ်ကြောက်မာဂျင်စတဲ့အနိုင်ရရှိခဲ့တဲ့မှတ်တမ်းစုကိုဖြည့်ဖြတ်ဖို့အတွက်မာပရိသတ်တွေရဲ့နှောလင်းချက်တွေကိုအသက်ဆက်ဖို့အတွက်ကံကြမ္မာတော့သူရဲ့လက်ထဲမှာရှိနေခဲ့ပြီလို့ဆိုရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်မြန်မာမျိုးသားအသင်းအနေနဲ့ဘယ်လောက်ထိလုပ်ပြနိုင်မလဲကျွန်တော်တို့ဆက်လက်စောင့်ကြည့်အောင်ပါလည်းဖြစ်ပါတယ်။ဦးစွာရန်နီရှာတင်မယ်ဘယ်ကြောင့်မပြီးထားရအဲ့ဒီချိန်ဒီတော့ညီမအတင်းရဲ့ခန်းစစ်ကကောင်းမှုဆိုပုံစံနဲ့အရှင်းလုပ်ထားနိုင်ကြရလေဖြစ်ပါတယ်တောင်မောပဲကနေပေးထားတယ်အီယာထဲမှာပဲကောင်းတိုက်တယ်ဒီချိန်ကောင်းတဲ့ချက်ကတော့အင်ဒိုနီးရှားတင်တိုက်စစ်သားသမားဇေရှွာဟိုကချက်အနေငယ်ရှိနေကြရလည်းဖြစ်ပါတယ်ရီဒီယန်တို
Ruby Davis အမှုကီဘက်အီယာတွေဝင်လာတယ်။တောင်ကပေါ်ကနေပေးတော့တယ်။အီယာတွေမှာပဲရှိနေတယ်မြတ်။ဒီချိန်မှာလည်းတန်တော့နဲ့ထိပြီးတော့အင်ဒိုနီးရှားအသင်းနောက်တစ်ချိန်တောင်ပေါ်ကန်ဝင်ရရှိအောင်မှာလည်းဖြစ်ပါတယ်။အင်ဒိုနီးရှားအသင်းကတော့၃ချိန်စတိုက်တောင်ကပေါ်ကန်ဝင်ရရှိနေခဲ့ရလည်းဖြစ်တယ်မြတ်။ တောင်ပေါ်ကနေပေးထားတယ်ဒီချိန်မှာတော့ခလုံးပေါ်ဖြစ်နေပဲကျင်းနေခဲ့ရတယ်ခင်ဗျာအင်ဒိုနီးရှားအသင်းရဲ့တိုက်စစ်ဆင်မှုကြီးကတော့မြန်မာအသင်းရဲ့ခန်းစစ်လမ်းကြောင်းအောက်မှာပဲရှိနေခဲ့လို့ဆိုရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လို့သူတို့အနေနဲ့ကတော့ချစ်ပေါကိုရရှိမဲ့အခွင့်အရေးတွေကိုတော့ဆုံးရှုံးခဲ့ရတယ်ခင်ဗျာမာဒီမရှိဘကနေပေးထားတယ်အင်ဒိုနီးရှားအသင်းရဲ့ကွင်းလင်းရတော့ပြပြတာပုံစံနဲ့ပဲရှင်းထုတ်ထားခဲ့ရကြောင့်မြန်မာအသင်းလက်ပြပေါ်မြောက်ခွင့်ရမှာလည်းဖြစ်ပါတယ်โอกาสไหนเดี๋ยวမြောက်ပေးထားတယ်ကြာသေးရဲ့မြတ်မြန်မာအသင်းပဲမဟုတ်ဘူးဒီမှာတော့အသင်းပေါ်အရာတွေဖန်တီးပေးရမှာတော့နားလည်မှုလွယ်ပြီးတော့အင်ဒိုနီးရှားအသင်းရဲ့ကိုသမားတာဘာဖာစတာဖန်သွားနိုင်ကြရဖြစ်ပါတယ်မြန်မာဝါဒီနေ့ပွဲစဉ်မှာဒေါ်လီကောင်းမနဲ့ခြေစမ်းတချို့တော့ပြသထားနိုင်ခဲ့ပြီးမြန်မာအသင်းအတွက်အရေးပါတယ်အသင်းကိုတကူကိုသွင်းပေးထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဦးဇနောအင်ဒိုနီးရှားအသင်းမြန်မာအသင်းကတော့နေမှာတော့အမှားမခံတဲ့နေရာတစ်ခုမှာရှိနေခဲ့လို့ဆိုရမှာလည်းဖြစ်ပါတယ်အင်ဒိုနီးရှားအသင်းတိုက်စစ်ရဲ့ခြေပေါက်ကိုပြန်လည်ရရှိနိုင်မဲ့တိုက်စစ်လမ်းကြောင်းတွေအကျဉ်းချင်းဟန်နာနိုင်ခဲ့ရတော့ကျွန်တော်တို့ပရသန်ချိန်တွေမှာမြင်တွေ့နေခဲ့ရလည်းဖြစ်ပါတယ်ကျွန်တော်အင်ဒိုနီးရှားအသင်းမှာလှပါပဲတယောက်ကိုကြုံထားသေးတယ်ပါမကစ်ဒီချိန်မှာတော့မြေဖုံးခန့်ကိုမကြော်ဘူးလို့ဆိုရမှာလည်းဖြစ်ပါတယ်လက်ရှိဒီရလနဲ့အင်ဒိုနီးရှားအသင်းရဲ့တိုက်စစ်ဆင်မှုတွေကိုတဖန်ပြန်ပြီးတော့တုတ်ပြန်ကစားနေရတဲ့အနေအထားတစ်ခုကအနေငယ်အန်နယ်များရလို့ဆိုရမှာဖြစ်ပါတယ်။နောက်ဆက်တက်ဖို့အတွက်အသင်းကိုတကယ်ကိုလိုအပ်နေတဲ့မြန်မာအသင်းတိုက်စစ်ပိုင်းကအခုထပ်ပို့ပြီးတော့နားလည်မှုရှိတဲ့အချိန်ဆက်တွေတော့လိုအပ်နေကြတာဖြစ်ပါတယ်။ဒီမှာအင်ဒိုနီးရှားအသင်းပဲဝင်နေလှမ်းကန်နေဒီနေ့မှာတိုက်စစ်ကအသင်းကို၄ဂိုးရရင်နောက်ဆက်တက်ဖို့အတွက်ဖြစ်နိုင်တဲ့အနေအထားတစ်ခုမှာဒီလိုအခြေအနေမျိုးကိုမြန်မာယူ20နဲ့အသင်းအကောင်ဆုံးလုပ်ပြနိုင်မလားဒါကလည်းစောင့်ကြည့်သွားရမှာဖြစ်ပါတယ်လက်ရှိချိန်မှာတော့မင်းမော်ဦးရဲ့အသင်းကိုတစ်ခုနဲ့ပွဲကိုတော့ဥဆောင်ထားခဲ့တယ်ဗျာဒီနေ့မာတင်ရဲ့အခန်းစစ်စုံမှာပွဲထွက်ပေါင်းလာခဲ့တဲ့ဖြိုးပြည့်စုံကွင်းထဲမှာတော့အနေငယ်လဲကျနေခဲ့တာဖြစ်ပါတယ်ဒီနေ့နှစ်900ပြည့်အားစားကွင်းထဲမှာလာရောက်အားပေးနေတဲ့မာတင်ရဲ့ပရိသတ်တွေပဲဖြစ်ပါတယ်ဟိတ်တဆိုရှီယိုကန်နေပေးရတယ်တန်တူအောင်ပြန်လိုက်စေရတယ်ဒါမဲ့လည်းအင်ဒိုနီးရှားတင်းရဲ့အခန်းစစ်ကကာတက်ရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ကောင်းတက်ပိုင်းမြောက်ချပေးရတယ်မိုးဆွေကောင်းတက်ပြီးပြန်ချပေးရတယ်သူရိန်ထွန်းအလည်းနဲ့ပြန်တွဲဖို့ကြိုးစားတယ်အင်ဒိုနီးရှားတင်းရဲ့ခန်းစစ်ကပဲဥရတယ်များမာတင်ပဲအိုကာနိုင်
အလင်းနဲ့ပြန်တွဲလာတယ်ဇော်ဝင်းသိန်းချက်လက်လာတယ်ရာလာသိမြဇော်ဝင်းသိန်းပဲဘေးချမ်းမှာအလိုက်တင်ရှိနေတဲ့မင်းမော်ဦးနဲ့ပြန်တွဲလာတယ်မြောမင်းမော်ဦးခြေနေကြီးနေမင်းမော်ဦးပဲထပ်ပြီးတော့ရှုပ်လိုက်တင်မပေးတယ်ရှေ့မှာပြန်ပြီးတော့တွဲဆက်မဲ့မာတင်ရဲ့ကစားသမားတွေစင်တင်နေထားမှာတော့ရှိမနေခဲ့တာဖြစ်ပါတယ်ဒီနေ့မှာမာတင်သွင်းကိုတကူနဲ့အပွဲကိုဥဆောင်နေခဲ့တယ်ဆိုပေမဲ့လည်းတိုက်စစ်ပိုင်းကအခုထပ်ပို့မို့ပြီးတော့နားလည်မှုပြေဝဖို့တော့လိုအပ်နေခဲ့တာဖြစ်ပါတယ်အင်ဒိုနီးရှားတင်ပဲရူဘီယန်တိုဘေဂျန်နဲ့ပြန်တွဲလာတယ်အင်ဒိုနီးရှားတင်ပဲဘောလုံးဆက်ပြီးတော့တဲလာတယ်အင်ဒိုနီးရှားတင်ပဲချိန်မှာလဲတန်းတိုးအောင်နောက်ထိဆင်းပြီးတော့ပြိုင်မဲ့တင်ရဲ့တိုက်စစ်ကိုတော့ဟန်တာထားခဲ့တာဖြစ်ပါတယ်အင်ဒိုနီးရှားတင်ပဲပါမောကက်အဝင်လက်ကန်နေအင်ဒိုနီးရှားတင်ပဲရာလာသေးမြရူဘီဒါဝစ်ချိုလိုက်တင်ထပ်ပြီးတော့မျောလို့ပေးတာတယ်တပွဲလုံးမှာအခြေစွမ်းပြနေတဲ့ခန်းစစ်ကမြတ်ဖုံးခန့်ဒီချိန်မှာလည်းအချိန်မီဟန်တာထားခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းအင်ဒိုနီးရှားတင်ထောက်ခံပေါ်ခံခွင့်ရအောင်မယ်များပထမပိုင်းပွဲချိန်ရဲ့နောက်ဆုံး9မိနစ်အပိုင်းခြားတွေကိုတော့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်တောက်ကမော်ကန်လီပြီးတော့အေးဒါရကြားတယ်ခေါင်းတိုက်ပြီအတော်လေးရင်ခုန်ဖို့ကောင်းတဲ့နေထားမျိုးကိုတော့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်ဒီနေ့မာတင်ရဲ့ခန်းစစ်မှာပေါဝင်လာခဲ့တဲ့ကောင်းထက်ပိုင်ပြိုင်မဲ့တင်ရဲ့အပိုင်ခေါင်းတိုက်အဆုံးသတ်မှုကိုတော့အချိန်မီဟန်တာထားနိုင်ခဲ့တယ်များထပ်ပြီးတော့တောက်ကမော်ကန်လီပြီးတော့ပြန်ပြီထပ်ပြီးတော့ခေါင်းတိုက်ပြန်ပြီဒီချိန်မှာလည်းမာတင်ရဲ့ခန်းစစ်ကပဲထပ်ပြီးတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်အတော်လေးယုံကြည်မှုပို့ပြီးတော့ပြည့်လာတဲ့မာတင်ရဲ့ခန်းစစ်ကိုတော့ပြီးခဲ့တဲ့ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်နဲ့မတူပဲကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ပြန်ပြီးတော့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်အင်ဒိုနီးရှားအသင်းပဲညာချောင်းထပ်ပြီးတော့တွဲလာတယ်ပါမောကက်ရှုပ်ထပ်ပြီးတော့မာပြီးဟာမေးလာတယ်ချိန်မှာလည်းမာတင်ရဲ့ခန်းစစ်ကလိုက်လံပြီးတော့အကောင်းဆုံးဖိအားပေးထားနိုင်ခဲ့တယ်များအင်ဒိုနီးရှားအသင်းရဲ့ခန်းစစ်ကစားမကာတက်ရှေ့ဒီလိုက်ပါပြီးတော့အဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်နေမာတင်ရဲ့ခန်းစစ်ကကောင်းထက်ပိုင်မြတ်ဖုံးခန့်အဖြိုးပြေးစုံတို့နားလည်မှုအတော်ရှိနေခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့မမျော်လင့်တဲ့အနေအထားတစ်ခုကနေပဲအင်ဒိုနီးရှားအသင်းခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီဖြစ်ပါတယ်မာတင်ရဲ့အနေငယ်ပေါ်စားတဲ့ဖမ်းယူမှုတစ်ခုကနေပဲရရှိလာတဲ့အခွင့်အရေးတစ်ခုကိုတော့အင်ဒိုနီးရှားအသင်းဟောပါကွန်ဂျန်ဆိုရင်ပွဲပြီးဖို့ရတယ်တိတ်ပြီးတော့မလိုတော့တဲ့အပိုင်းခြားမှာတော့ဒီဇိုင်းကစားသမား Raven J ဒီမှာတင်ခန်းစစ်ကစားသမားလူကထားခြင်းမရှိတော့အခွင့်အရေးကောင်းတစ်ယောက်ကိုအကောင်းဆုံးသုံးချသွားခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်လို့မြန်မာအသင်းဒီချိန်မှာတော့အင်ဒိုနီးရှားအသင်းရဲ့တကြောပြန်ဥဆောင်ခြင်းကိုတော့ခံထားရပြီလည်းဖြစ်ပါတယ်လက်ရှိဒီရလကနောက်စင်တက်ဖို့အတွက်ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုပေမဲ့လည်းဒီမှာလည်းမြန်မာအသင်းပဲလက်ကန်လာပြီအင်ဒိုနီးရှားအသင်းရဲ့ကိုသမားဒါဖာကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဦးဆောင်ကိုခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်းမှာချက်ချင်းဆိုလို့ခြေပါကိုပြန်ရဖို့အတွက်တိုက်စစ်အစပြုခဲ့တဲ့ပုံရိပ်တစ်ခုကိုတော့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်။စောမျိုးစောဘယ်ချမ်းလေးတောက်လျှောက်ဆွဲဝင်လာပြီးတော့အေးရထဲမှာအပိုင်ဆုံးသက်ခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာပြိုင်မဲ့အသင်းရဲ့ဥဆောင်ကိုတကူကြောင့်မြန်မာအသင်းအမတ်ဗလာနဲ့စီးကိန်းကိုလက်ပြပြီးတော့ပြန်လာဖို့အတွက်အတော်လေးဖိအားဝင်သွားခဲ့ပြီဖြစ်ပါတယ်။စွမ်ထက်တောင်ကမောကန်နေပြီးတော့မာတင်ပဲချိန်မှာလဲကန်ချက်ကလိုရတော့မရောက်ခဲ့ဘူးများအင်ဒိုနီးရှားအသင်းပဲတံမြတ်တိုက်စစ်ပြန်ပြီးတော့စလာပြီတောက်လျှောက်ပဲဆွဲယူလာတယ်အင်ဒိုနီးရှားအသင်းပဲတော်လေးလွတ်လွတ်ကျွတ်ကျွတ်ပဲအလဲကိုထပ်ပေးလာပြီရဲရင်ဖြိုးပြန်ပြီးတော့တားဆီးထားနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ထပ်ဆောင်ချိန်ကို6မိနစ်ထိတတ်မှတ်ပေးထားတယ်များခွင့်ပြုထားတဲ့ထပ်ဆောင်ချိန်ကို6မိနစ်တွင်းမှာတော့မြန်မာအသင်းခြေပါကိုတကူသွင်းယူနိုင်မလားနော်ရီစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။အင်ဒိုနီးရှားအသင်းကတော့ဒီနေ့မှာနောက်ထပ်သွင်းခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာနောက်ဆင့်ကိုမတက်နိုင်ဘူးဆိုရင်တော့မှရလက်ကောင်တစ်ခုနဲ့အစည်းကိန်းကိုအစွန်းတိုက်နိုင်ဖို့အတွက်နှစ်သင်းလုံးကပြင်ဆင်လာခဲ့တာဖြစ်ပြီးတော့
လက်ရှိချိန်မှာတော့အင်ဒိုနီးရှားအသင်းကပွဲကိုနောက်ကနေလှိုက်ပြီးတော့မြန်မာအသင်းကိုတော့ပြန်လည်ဥဆောင်ထားပြီးဖြစ်ပါတယ်တောင်ကမော်ကန်နေပြီးတော့အေးတော့ကြားတယ်ညဖုံးခက်ကောင်းတိုက်ပြီးတော့ပြန်ရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်အခုဆိုအေးရတယ်မှာပဲမာတင်ပဲစောမျိုးစောရတာတည်းမြစောမျိုးစောပဲစောဝင်းသိန်းနဲ့ပြန်ထွေးလာတယ်စောဝင်းသိန်းညာချမ်းနေပဲချက်လှည့်လာတယ်ပြည်တော်မော်တက်မှတ်ပေးလာတယ်မြစောဝင်းသိန်းဘောလုံးကိုပြန်လဲလှည့်ထွက်ဖို့ကြိုးစားမှာတော့အင်ဒိုနီးရှားတင်ရဲ့ကစားသမားဖာရက်ဟန်တာပုံအကျန်းခဲ့တာဖြစ်ပါတယ်ရုပ်တဲ့အနှေးပြကွက်တွေမှာလည်းသူ့ရဲ့ဝင်ရောက်ပုံကအတော်လေးကျန်းခဲ့ပြီးတော့ဒီအချိန်ဒီမှာတော့အင်ဒိုနီးရှားတင်ရဲ့ကစားသမားဖာရက်ကိုတော့ကွန်လက်တိုင်ကအဝါကက်ပြပြီးတော့သတိပေးထားခဲ့တာဖြစ်ပါတယ်ကိုစရလက်ပိတ်ကိုကြိုးစားတယ်ပြည်တော်မော်ဖြစ်ပဲကွန်လက်တိုင်ကတတ်မှတ်ပေးထားတယ်မြာချိန်မှလည်းပြန်ပြန်ကိုသမားရဲ့အနည်းငယ်လိုအပ်ချက်ရှိပန်ရရှိထားခဲ့တယ်ဗျာလက်ရှိမှာအင်ဒိုနီးရှားအသင်းရဲ့တကြောပြန်ဥဆောင်မှုကြောင့်2015စီးကိန်းနောက်ပိုင်းအင်ဒိုနီးရှားအသင်းကိုစီးကိန်းမှာလုံးဝအနိုင်ရရှိခြင်းမရှိတဲ့အမှတ်တမ်းဆိုတော့ထပ်ပြီးတော့တွင်ကျန်သွားဖို့တော့ရှိတယ်ဗျာ2015ခုနှစ်မှာမြန်မာအသင်းစီးကိန်းမှာအင်ဒိုနီးရှားအသင်းကိုနောက်ဆုံးချိန်အနိုင်ရရှိထားခဲ့တာဖြစ်ပြီးတော့အဲဒီနောက်ပိုင်းစီးကိန်းလက်ရှိပြိုင်ပွဲနဲ့အပါအဝင်စီးကိန်း9ချိန်ဆက်မှာအင်ဒိုနီးရှားအသင်းကိုတော့တောက်လျှောက်အနိုင်မရခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့စီးကိန်းတွေမှာမြန်မာအသင်းရဲ့မျှော်လင့်ချက်တွေကိုတောက်လျှောက်ချိုးဖျက်နေတဲ့အင်ဒိုနီးရှားအသင်းဒီချိန်မှာလည်းမြန်မာအသင်းရဲ့နောက်ဆင့်တက်ရေးအိမ်မက်ကတော့အင်ဒိုနီးရှားအသင်းကြောင့်ပဲထပ်ပြီးတော့ပြက်ပြယ်ခဲ့ရပြန်ပြီဖြစ်ပါတယ်မာတင်ပဲအောင်တီဟာပဲအချိန်နေကြည့်နေတယ်ဟန်ချက်ပြတ်သွားတဲ့အနေအထားတစ်ခုမှာပြန်မဲ့ကစားမတွေကပဲဘောလုံးကိုတော့ပြန်လည်ရရှိထားခဲ့တယ်မြာပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာဖိလစ်ပိုင်အသင်းကိုနောက်ကိုမရှိနဲ့အရေးနိုင်လာခဲ့တဲ့မြန်မာအသင်းဒီနေ့ပွဲစဉ်မှာလည်းပွဲကိုသွင်းကိုတစ်ခုနဲ့အကောင်းဆုံးစတင်ပြီးတော့ဥဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းပြိုင်မဲ့အသင်းရဲ့သွင်းကိုနှစ်ခုကိုတော့ထပ်မံခွင့်ပြုပြီးတော့လက်ရှိချိန်မှာတော့နောက်ထပ်ရှုံးပွဲတစ်ပွဲကြုံတွေ့ရဖို့တော့အတော်လေးနှီးစပ်နေခဲ့ပြီဖြစ်ပါတယ်လက်ရှိအုပ်စုတွင်းမှာအသင်း3သင်းပဲပါဝင်လို့ပွဲစဉ်2ပွဲပဲရှင်ပြိုင်ကစားရမယ့်အနေအထားတစ်ခုမှာမြန်မာအသင်းကတော့ပွဲစဉ်2ပွဲလုံးကိုတော့ရှုံးနေခဲ့တာဖြစ်ပါတယ်ဒီမှာလည်းဟိတ်ထက်ဆိုးပုတ်ထားတယ်တောက်ကန်ဘောအင်ဒိုနီးရှားအသင်းကပဲထပ်မံကန်ခွင့်ရအောင်မယ်မြထပ်ဆောင်ချိန်ပိုရဲ့နောက်ဆုံးမိနစ်အပိုင်းခြားတွေကိုတော့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်အင်ဒိုနီးရှားအသင်းပဲတောင်ကဘောကန်နေပြီးတော့အေရီယာတို့ကြားတယ်ခေါင်းတိုက်ပြီကိုဘီများဒီနေ့ပွဲစဉ်မှာဒုတိယပိုင်းမှာလူစားဝင်လာခဲ့တဲ့ River တော့ကျွန်တော်မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲအင်ဒိုနီးရှားအသင်းကမြန်မာအသင်းကို3ဂိုးတစ်ခုနဲ့အနိုင်ရရှိပြီးတော့နှစ်သင်းလုံးကတော့သူတို့ရဲ့နောက်ဆင့်တက်ရေးအိမ်မက်ကပြက်ပြဲခဲ့ရပြီလည်းဖြစ်ပါတယ်မြန်မာအသင်းနေလည်းအုပ်စုပွဲစဉ်2ပွဲရှင်းပြိုင်ကစားပြီးချိန်မှာ2ပွဲလုံးကိုတော့အရေးနေလာခဲ့ပြီးတော့စီးကိန်းကိုတော့အမှတ်ပလာနဲ့နှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါဘူးညဆိုရင်အင်ဒိုနီးရှားအသင်းကတော့သူတို့ရဲ့ထက်တဲ့တွေ့ဆုံမှုအိမ်မှာနိုင်ရရှိအမှတ်တမ်းကိုဆက်လက်ပြီးတော့ပတ်ဆိုင်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်မြန်မာအသင်းကတော့အဆိုပါမှတ်တမ်းဆိုတော့ခြေဘက်သွားနိုင်ခြင်းမရှိဘဲနဲ့အရှုံးရက်လက်ကိုပဲထပ်မံပြီးအဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ကွင်းထဲမှာတော့နှစ်ဖက်အသင်းအင်ဒိုနီးရှားအသင်းရဲ့ကစားသမားတွေနဲ့နီးပြအဖွဲ့ဝင်တွေကြားအနည်းငယ်အချင်းများနေတဲ့အနေအထားမျိုးမှာတော့ရှိနေခဲ့တာဖြစ်ပါတယ်